လောကကြီးအကြောင်းမသိခင်ကတည်းကဘဝဟာယုံကြည်မှုနဲ့စတင်ခဲ့တာပါဘလို့အခြေအနေမှာပဲဖြစ်ဖြစ်စုံတစ်ယောက်ကအမြဲအတူရှိနေမယ်ဆိုရဲစိတ်ချယုံကြည်မှုတွေအရင်တိုင်းဆက်လက်ရှင်သန်နေစေဖို့ ယူနိုက်ဆန်ကလေးထက်လာသမီး နောက်ထပ်ဆက်သွယ်မှုလေးတစ်ခုလိုအပ်ခဲ့တာပေါ့ယုံကြည်မှုနဲ့ချိတ်ဆက်ထားတဲ့ချက်ချင်းမြတ်တာကပိုခိုင်ပါတယ်လေလူချင်းဝဲကွာနေရင်တော့အခိုက်တန်တိုင်းမှာအတူရှိနေတယ်လို့ပဲ ငါသမီးလေးလုံနိုင်ပါပြီးရုံ ဘဝရဲ့ဘေးအချိန်မှမဆိုမပြောင်းလဲတဲ့ယုံကြည်မှုတွေနဲ့အမြဲဆက်ရှိနေပါမယ် ဆက်သွယ်မှုတစ်ခါမှစတသက်တာယုံကြည်